ချယ်ထားတဲ့ဒီပြင်ဦးလင်လေးကပေါ့နော်2025 Miss Universe မြန်မာရဲ့ final ပွဲကတော့ဒါဒီနေ့ပြီးဆုံးသွားပါပြီเนาะအားလုံးပဲကျင်းတဲ့ကြရဲ့လားဝင်းနာကိုပေါ့နော်မရာရွေးချယ်ထားတဲ့ Miss Universe ပြင်ဦးလင်ကဒါဝင်းနာရပါပေါ့နော်လုံးဝ crown သိမ်းသွားတာပေါ့နော်ကိုတော့လုံးဝ surprise ဖြစ်သွားတယ်ဘလို့ဆိုဟာငါရွေးချယ်ထားတဲ့ပြင်ဦးလင်ကတကယ်ပဲ crown ရသွားပါလားဆိုကိုတော့လုံးဝ surprise ဖြစ်သွားတာပေါ့နော်ဒီ Miss Universe မြန်မာရဲ့ total finalist ကမူရာရွေးချယ်ထားတဲ့ကလေးတွေနဲ့လုံးဝထပ်တူကြနေတယ်။ဘောနော်တကယ်လဲကိုရွေးချယ်ထားတဲ့ကလေးတွေ total ဝင်နေဆိုတော့တကယ်လဲပျော်ရတယ်။ဒီ Miss Universe မြန်မာရဲ့ total finalist ထဲမှာမူရာကြိုက်တဲ့ကလေးတွေပါဘောနော်ခေတနာဆိုရင်လည်းဒါ total ဝင်ခဲ့တယ်။ဒါအကုန်လုံးဒီ total ကတော့လုံးဝတော်ပြီးသားပဲဒါ Miss Universe မြန်မာကရွေးတဲ့ဒီ total finalist ကကြတော့မူရာနဲ့အကြိုက်ချင်းတူတယ်ဒါပေမဲ့ toss ကိုရွေးတဲ့ဟာကြတော့မူရာနဲ့လုံးဝအကြိုက်ချင်းမတူဘူး။ဟိုဘောနော်ဒီ1 to 4တတိကတော့ဒါပေါ့နော်မူရာကြိုက်တဲ့ကလေးတွေဖြစ်တယ်ပေါ့နော်ဒီ၄ယောက်စလုံးကဒီ1 to 4၄ယောက်စလုံးကဝင်းနာရွေးမယ်ဆိုရင်မတိတ်မယိမ်းလေးတွေပဲဘသူ့ကိုရွေးလို့ရွေးရမှမတည်ဘူးပေါ့နော်မြကြီးနာဆိုလဲတော်တဲ့စစ်တွေဆိုလဲလုံးဝသူ့ရဲ့ scale တွေကိုထုတ်ပြထားတာအဲ့လိုမျိုးတွေပေါ့နော်ပြီးသွားရင်နတ်နာဆိုရင်လည်းလုံးဝပြောနေစရာကိုမလိုဘူးပေါ့နော်နတ်နာလည်းဒါသူလဲတော်တဲ့ကလေးဖြစ်တယ်ပြင်ဦးလေးဆိုလဲတော်တယ်အဲ့လိုကြောင့်လို့ဒါနောက်ဆုံးဒီ1 to 4ကကြတော့ဒါသူတို့ရဲ့မတိတ်မယိမ်းလေးတွေဒါပေမဲ့ဒါ၄ယောက်စလုံးတကယ်လဲထိုက်တန်ကြတယ်ဒါဝင်းနာကတော့ဒါတယောက်ပဲယူရမှာဖြစ်တဲ့အတွက်ကြောင့်ဒါပြင်းလို့ရတော့ရရှိသွားတာဖြစ်တယ်ဒီ Miss Universe မြန်မာရဲ့ top 4 finalist ကတော့ဒါမူရာနဲ့ထပ်တူကြတယ်ကိုကြည့်နေတဲ့သူတွေကကောထပ်တူကြရလားဆိုတော့ comment ရေးခဲ့ပြီเนาะမူရာရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะ bye bye